iPhone နဲ့ဘလောက်ကောင်းကောင်းပဲတော်နမပြိုင်ပွဲမှာ iPhone မတုံးကျွန်တော်လက်ထဲမှာရှိရ Honor Magic 7 Pro ဆိုရင်2025ခုနှစ် PUBG PMWC မှာကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြု YG တင်းနေတဲ့ပထမဆုချန်ပီယံဆုကြီးကိုရယူခဲ့စဉ်ကတော်နမပြိုင်ပွဲမှာအသုံးပြုခဲ့တဲ့ device က Honor Magic 7 Pro မကြာသေးခင်ကရှင်ပြိုင်သွားတဲ့ MLBB MSC တော်နမပြိုင်ပွဲမှာကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြု YG တင်းနေတဲ့ Grand Final မှာရှုံးနိမ့်ခဲ့စဉ်ကအသုံးပြုတဲ့ device ကလည်း Honor Magic 7 Pro မပြီးသေးဘူးနော်နေရောကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြုချန်ပီယံအသင်းဖြစ်တဲ့ YG နေနဲ့လက်ရှိရှင်ပြိုင်နေတဲ့2026 PNWC တော်နမပြိုင်ပွဲမှာအသုံးပြုနေတဲ့ device ကလည်း Honor Magic 7 Pro ပဲဗျာဒီလိုမျိုးကမ္ဘာအဆင့်မီရဲ့တော်နမပြိုင်ပွဲမှာအသုံးပြုတဲ့ device ဖြစ်လို့ Honor Magic 7 Pro ရဲ့ performance အထူးတလဲစာဖွဲ့ပြီးရှင်းပြစရာမလိုဘူးဗျာဒီကောင်းရဲ့ performance live stream ကြည့်ရကောင်တိုင်းသိတယ် performance ဘိုင်းနဲ့ကျန်းတာမဟုတ် display ဘိုင်းဆိုလဲဆိုစီဆိုရွှဲ OLED display ကိုသုံးပေးထားတယ် battery အားလည်းခံလာမမီးနဲ့ဗျာငါတို့ live stream ကြည့်နေတဲ့ဖုန်းနေတာအားကုန်သွားမယ်ဗျာဒီကောင်းတွေကပြိုင်ပွဲတောက်လျှောက်လုံးကစားနေရအောင်အားမကုန်ဘူးကင်မရာဘိုင်းမှာဆိုလဲစောင်းရမ်းကိုဒီလေးရမိုက်တယ်စောင်းရမ်းကျန်းတဲ့ဖုန်းဆိုပြီးစောင်းရမ်းဈေးကြီးမယ်မထင်နဲ့ဒီကောင်းရဲ့ဈေးတန်းကလည်း25သိန်းဝန်းကျင်မှာဝယ်ယူရရှိနိုင်တယ်လူတိုင်းစိတ်ကင်နိုင်တဲ့ဈေးတန်းပဲဒီကောင်လေးကိုစိတ်ဝင်စားလို့ပြင်မာလာတော့ကြည့်ရှုခြင်းမှာကလည်းကျွန်တော်တို့ဆိုင်လိပ်စာလေးဖြစ်တယ်26နဲ့28လမ်းကြား82လမ်းမှာပဲရှိတယ်ဖလောင်းမိုဘိုင်းမှာမျက်မြင်လာတော့ကြည့်ရှုနိုင်ပါတယ်